Cái dấu vàng thìပြန်သွားကြတဲ့အားလုံးပုဂ္ဂိုလ်များသုံးဆောင်နေရတဲ့ပုဂ္ဂိုလ်များတစ်စင်းစကားတစ်စင်းနာပြောကြပြပါရစေ။ဒီလေးနဲ့နာမှာရှိရတဲ့အားလုံးသောပုဂ္ဂိုလ်ပေါင်းများတို့ကလည်းယနေ့လေးတဲ့ရောက်ဆရာတော်ဥဒ္ဓမသင်္နာရဲ့သုတိတာမှာလူပွဲကြီးမှာမိမိတို့နဲ့လာရောက်ပြီးသုံးဆောင်ကြဖို့ဒီလေးသက်သာပဲဖိတ်ခေါ်ပါတယ်။သုမျိုးသုံးတဲ့ကြောင်းဝိုင်းပြီးမှာသုတိတာပြုလုပ်လာတာပြီးနေပါတယ်ခင်ဗျာ။သုံးဆောင်နေကြသွားကြတဲ့အားလုံးသောပုဂ္ဂိုလ်များတို့ကလည်းတက်စင်စကားတစ်စင်နာပြောကြပြကြပါ